မင်္ဂလာပါဒီနေ့ day 3မှာကျမမိခွန်းလေးတစ်ခုမိပါရစီကင်ကောအောင်မင်ဖို့အတွက် talent ပါရမီရှိမှဖြစ်မယ်လို့ထင်နေမိပါသလားတကယ်လို့ဒီလဲငါမတော်သေးဘူးငါမှာဝါသနာပါရမီမရှိဘူးဆိုပြီးတော့မကူအမလို့အမရဖြစ်နေတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးသွားပါတကယ်တော့လေကျမကိုယ်တိုင်လည်းဒီလမ်းကြောင်းကိုစလျှောက်တဲ့အချိန်မှာဘာမှမသိခဲ့ဘူးမတော်ခဲ့ဘူးဒါပေမဲ့တခုထဲကိုတော့တီချာလေးနားလေခဲ့တယ်ဒါအဲ့ဒါကတော့ talent ရှိပြီးတော့မှဘာမှမလုပ်တဲ့သူတွေထက်ဆိုင်နေ့တိုင်းနည်းနည်းချင်းစီလုပ်နေတဲ့သူတွေကပို့ပြီးတော့မှခရီးရောက်တယ်ဆိုတာပါပဲအစားလုံးကတော့ကျမလည်းကိုမယုံကြည်ခဲ့ပါဘူးဒါပေမဲ့ဆုံးဖြတ်ချက်တစ်ခုထဲကိုပဲချခဲ့တယ်ငါနည်းနည်းလေးနေ့တိုင်းနည်းနည်းလေးဆက်လုပ်နေမယ်ဆိုပြီးတော့ပေါ့ဒီတိုင်း post တင်နေဒီတိုင်းကိုကျမသိတဲ့အရာလေးတွေကိုမျှဝေတယ်ဒီတိုင်းလူတွေရှိမှထွက်နိုင်အောင်စူးစမ်းခဲ့တယ်ဒီလိုနဲ့တစ်ဆိုင်မှန်consistent ဖြစ်လို့လာတဲ့အခါမှာလူတွေကကျမတို့ကိုတတိထားမိနိုင်တယ်တည်လာနိုင်တယ်နောက်ဆုံးမှာတော့ဒီလိုကတကယ်အလုပ်လုပ်နေတာပဲဆိုပြီးတော့မှယုံကြည်လာနိုင်တာပဲဖြစ်ပါတယ်ယုံကြည်မှုဆိုတာကလည်းတရက်ထဲနဲ့ဒီဆောက်နိုင်တာမျိုးမဟုတ်ပါဘူးခဏမီနေရမှအလုပ်မရက်မနာပဲနဲ့လုပ်နေတာကိုတွေ့ရမှပြီးတော့ကိုယ့်ရဲ့အလုပ်ပေါ်မှာ commitment ရှိမှဒီအချက်လေးတွေရှိမှပဲယုံကြည်မှုအတည်ဆောက်နိုင်တာပဲဖြစ်ပါတယ်တခါတလေမှာ result ကလည်းချက်ချင်းပေါ်ချင်းမှထွက်တာပဲဖြစ်ပါတယ်လိုက်ရနေချင်းလဲနေမယ်ဒါပေမဲ့ကျမတို့နေ့တိုင်းမရက်မနာပဲနဲ့ဆက်လျှောက်နေတဲ့ရွှေတော့ကျမတို့မရှုံးသေးပါဘူးကျမတို့မှတ်ထားရမှာကတော့လူတွေက perfect ဖြစ်နေတဲ့သူတွေထက်မရက်မနာစူးစမ်းနေတဲ့သူတွေကိုပို့ပြီးတော့မှယုံကြည်ကြတာဆိုတာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီနေ့ကနေစပြီးတော့မှကျမတို့နေ့တိုင်းနည်းနည်းချင်းစီစတင်ကြည့်ကြရအောင်ဒီလဲကျမနဲ့အတူတူတစ်ဆိုင်မှတ် consistent ဖြစ်နဲ့စူးစမ်းသွားဖို့ကိုအဆင်သင့်ပဲဖြစ်တယ်ဆိုလို့ရှိရင်အတူတူရှိစကြရအောင်ကျမရဲ့ဗီဒီယိုကိုဝင်ကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်